အားလုံးပဲမင်္ဂလာပါခင်ဗျာ Night for Reader Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါရစေဒီခေါက်မှာတော့စာရေးသူရဲ့အနှစ်သာရကြိုရေးဆောင်းပါးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ကဘာပေါ်၌ဘာသာတရားများပြားခြင်းကိုဝမ်းမြောက်မိပါသည်ဘယ်ကြောင့်ဆိုတော့ဘာသာတရားတိုင်းဟူသည်လူသားတို့၏စိတ်ရင်အားထင်းကြောင်း၏ရင်ကျေးလာစေသည်ဟုစာရေးသူယူဆမိပါသည်သို့သောဘာသာဝင်တို့သည်ကမိမိတို့၏ဘာသာတရားအားကောင်းစွာနားမလည်ကြရှိထိုအရာအတွက်စိတ်မကောင်းခြင်းများစွာဖြစ်ရပါသည်ဘာသာတရားတိုင်းသည်လေးနေ၏ထိုဘာသာတရားကိုယုံကြည်ကိုးကွယ်သူတို့၏ယုံကြည်မှုသည်လည်းလေးနေရပေမည်ဟုစာရေးသူထင်မိပြီဤဆောင်မ၌စာရေးသူတို့ဗုဒ္ဓဘာသာဝင်လူကြီးလူငယ်တို့အားအဓိကထားအကြံပြုဆွေးနွေးခြင်းပါသည်လွန်ခဲ့သောနှစ်ပေါင်းများစွာကဗုဒ္ဓဘာသာမှာဂိုင်းပေါင်း60ကျော်ရှိတယ်လို့သိရပါတယ်ထိုထဲမှာစာရေးသူတို့နေထိုင်ရာမြန်မာနိုင်ငံသည်ခြေရဝါဒဗုဒ္ဓဘာသာဝင်တို့နေထိုင်ရာနိုင်ငံတစ်ခုဖြစ်ပါသည်ယနေ့ခေတ်လူတို့သည်မြတ်စွာဘုရားအားအဘယ်ကြောင့်ဥချရှိခိုးပါသနည်းဗုဒ္ဓဘာသာ၏အနှစ်သာရမှာအဘယ်နည်းစသောမိကုံများမြင်းမြန်းလာပါကပြည်နိုင်သူ၏မှာလွန်စွာနေပါလာပေမည်ဥစွာပထမဆိုရလျင်ဗုဒ္ဓမြတ်စွာဘုရားအားဥချကြောခြင်းမှာမိမိတို့၏လူလားချက်သို့မဟုတ်မိမိအားအခြေအနေတစ်ခုမှကယ်တင်ပေးရန်အကူအညီတောင်းခံခြင်းမဟုတ်ပါဗုဒ္ဓဘာသာ၏အနှစ်သာရကိုသိရှိနားလည်သူတို့၏ဘဝသည်လောကီလောကုတ္တရာအပြားပြား၌သူတစ်ပါးထက်အေးချမ်းသောသဘောရှိကြသည်ထို့သောအေးချမ်းရခြင်းမှလည်းမြတ်စွာဘုရား၏ဘဝအစစ်စစ်ကြိုးစားအားထုတ်ခဲ့လေသောရလဒ်ဖြစ်သည်တို့ဖြစ်လျာဘုရား၏ကျေးဇူးတော်သည်ကျွန်ုပ်တို့အပေါ်၌ကြီးမားလာလေသည်တို့ဖြစ်၍မြတ်စွာဘုရားသည်ကျွန်ုပ်တို့၏ဆရာသခင်ဖြစ်သဖြင့်ဘုရား၏ဂုဏ်ကျေးဇူးကိုအမြဲတစေတည်တရားဖြင့်ပူဇော်တက်ကာရပြုလေသောသဘောဖြစ်သည်တို့ဖြစ်လျင်ဗုဒ္ဓဘာသာဝင်တို့ကောင်းစွာကြားဥပါသောဗိဓကတ်သုံးပုံသည်ညီတီတို့ဖြစ်သည်ဗိဓကတ်သုံးပုံ၌ညီတီတို့ပါဝင်သည်စာဖတ်သူတို့ရှင်းလင်းစေရန်ဗိဓကတ်ဟူသည်ပါဠိဘာသာဖြစ်လျာဗိဓကတ်၏အဓိပ္ပာယ်မှာအစုအဝေးဟုအဓိပ္ပာယ်ကောက်ယူနိုင်ပါသည်ထိုဗိဓကတ်သုံးပုံမှာဝိနည်းဗိဓကတ်တန်ဃာတော်တို့လဲနာကျင့်သုံးရမည့်ဥပဒေနှင့်ကျင့်ဝတ်များဖြစ်လေသည်တုတ်တံဗိဓကတ်လူနှင့်ပြမတို့၏တရားနှင့်လျော်ညီစွာဟောကြားထားသောပုံမြင်ဥပမာနှင့်တရားတော်များဖြစ်သည်အဘိဓမ္မာဗိဓကတ်ပုဂ္ဂိုလ်တရားမပါဘဲယုံနှင့်နံတို့၏သဘောတရားကိုအနုစိတ်ခွဲခြားပြသောလေးနက်သောတရားတော်များဖြစ်လေသည်အများသူငါတို့အဓိကနားလည်ရမည့်အတိတ်နဲ့မှာအဘိဓမ္မာပင်ဖြစ်သည်အဘိဓမ္မာဟူသည်မြတ်စွာဘုရားကဝါရင်း3လကာလပတ်လုံးမေတော်မိနတအားတရားဖြင့်ယေရှုဆက်ခဲ့သောတရားတော်ဖြစ်လေသည်ထိုအဘိဓမ္မာတရားတော်မှာလောက၌လူပုဂ္ဂိုလ်တိရစ္ဆာန်စသည်တို့မဟုတ်ကြောင်းယုံနှင့်နံသာရှိကြောင်းထိုယုံနှင့်နံသည်သာအစဉ်အတန်းပြမှုချီကြောင်းကိုပရမတ္ထတရား၄ပါးဖြင့်အနုစိတ်ရှင်းလင်းဟောကြားခြင်းဖြစ်ပါれတို့ဖြစ်စေကမူစာဖတ်သူတို့အနေဖြင့်မိမိတို့ကိုယ်တိုင်လေ့လာမှသာလျှင်မိမိ၏အသည့်မိမိဉာဏ်ပညာဖြင့်ရှင်ရင်သုံးသပ်နိုင်မည်ဖြစ်သည်မိမိဥပဒေဘာသာတရားအားရှင်ရင်သုံးသပ်ခြင်းနှင့်အနတ္တရာကိုပိုင်နိုင်စွာသိထားခြင်းမှာဂုဏ်ငယ်စရာမဟုတ်ပေဂုဏ်ယူဖွယ်ရာပင်ဖြစ်သည်စာရေးသူအနေဖြင့်ယနေ့ခေတ်လူငယ်တို့အားလူကြီးတို့၏အားကိုးရာဖြစ်စေခြင်းသည်ဘာသာတရားတို့၏မျက်လက်တဲ့စခြင်းဖြစ်စေခြင်းသည်ဗုဒ္ဓဘာသာဝင်တို့တောင်မဟုတ်ပဲတခြားသောဘာသာဝင်တို့သည်လည်းမိမိတို့၏ယုံကြည်ရာဘာသာတရားကိုကောင်းစွာနားလည်ခြင်းမှာမင်္ဂလာတစ်ပါးဟုဆိုရမည်ပင်မေတ္တာဖြင့်ယံဒီဗီဒီယိုလေးကိုအဆုံးထိကျွန်တော်နဲ့အတူလိုက်ပါနားထောင်ပေးကြတဲ့လူကြီးများအားလုံးကိုကျေးဇူးထူးတင်ရှိပါရခင်ဗျာဤဆောင်မနဲ့ပတ်သက်ပြီးဝေဖန်ကြံပြုထောက်ပြချင်တာရှိရင်လည်း comment မှာရေးပြီးသွားလို့ရပါတယ်ခင်ဗျာ